အယိုးစုလိုမကောင်းဆိုးဝါးတကောင်သူ့စီလျှောက်လာတာကိုမြင်ပြီးဒီလူကြောက်လန့်နေတယ်။တေလိမ့်မယ်လို့ထင်နေချိန်မှာအကောင်ကသူ့ကိုခုန်ဖမ်းပြီးနမ်းရှူကြည့်တယ်လက်တာအံ့ဩသွားတယ်။အကောင်ကတဖြည်းဖြည်းနောက်ဆုတ်ပြီးလှပတဲ့မိန်းကလေးတစ်ယောက်အဖြစ်ပြောင်းသွားတယ်သူမထိုင်ချလိုက်တယ်။လက်တာကကြောက်လို့မလုပ်ရဲဘူးသူမကသူ့ကိုချောတယ်မထိခိုက်စေပါဘူးလို့ပြောတယ်။သွားအခုပဲ။နောက်ကိုမလှဲ့ပဲလက်တာကပြေးထွက်ပြီးကြောက်တုံးကြီးနောက်မှာပုန်းနေတယ်။အဲ့ဒီကနေသူ့ဖော်တွေအယိုးစုမိတ်ဆာတွေနဲ့တိုက်ရင်တယောက်ပြီးတယောက်ကြဆုံးတာကိုမြင်နေရတယ်။အဲ့ဒီညမှာလက်တာကစခန်းကိုပြန်လာပြီးဖြစ်ခဲ့တာတွေကိုတက်မှုကိုပြောပြတယ်။ဒါပေမဲ့တက်မှုကတိုက်ပွဲရက်ဖို့စိတ်မရှိဘူးအကောင်တွေရဲ့အတိုက်ကိုအမြောက်နဲ့ဖျက်ဖို့အမိန့်ပေးတယ်။မိတ်ဆာတွေရဲ့အော်ဟစ်တန်တွေတောင်ကြားတဲ့ပဲ့တင်ထပ်ပြီးလက်တာစိတ်ထဲမအေးချမ်းတော့ဘူး။မကြခင်မှာပဲမိတ်ဆာတွေကပြန်လဲတိုက်ခိုက်လာတဲ့လူပြည့်နေတဲ့စိတ်ကန်းစီကိုပြေးဝင်လာကြတယ်။နောက်ဆက်တွဲတိုက်ပွဲမှာစစ်သားအရေးအတွက်များစွာတည်ဆုံးသွားတယ်။လက်တာကသူ့အထက်ရာရှိကိုမိတ်ဆာတကောင်ဝိုင်းမိနေတာတွေ့ပြီးကူညီဖို့ပြေးသွားတယ်။မေရစ်ဒါပေမဲ့တွေးလိုက်ရတာကအရာရှိရဲ့အလောင်းမဲ့လက်တာကအခြေအနေကိုရုံးချုပ်စီချက်ချင်းသတင်းပို့တယ်။တို့ပေမဲ့အဲ့ဒီအထက်ရာရှိကိုယ်တိုင်မိတ်ဆာဖြစ်နေမှန်းသူမသိဘူးလက်ချောင်းတွေရုတ်တရက်ရှည်ထွက်လာတယ်။အမှန်တကယ်ပုံစံပေါ်လာပြီးလက်တာကိုမြေပြင်ပေါ်ဖိချတယ်ပြီးတော့အစည်းအဝေးခန်းထဲကထွက်ပေါက်ဖောက်တယ်။လက်တာကတားဖို့ကြိုးစားပေမဲ့သူ့တနက်ကကြီးကျက်သွားတယ်မိတ်ဆာကအားနဲ့ဝင်တိုက်လာတော့သူ့လုံနိုင်တာကတနက်နဲ့ပဲကာထားခြင်းပဲမိတ်ဆာကသူ့ကိုစားမဲ့ဆဲဆဲမှာလှုပ်ဝက်တဲ့အတန်တန်ပေါ်လာတယ်။တစုံတစ်ခုကလမ်းညွန်တယ်လို့မိတ်ဆာကမှန်ကိုဖောက်ပြီးမြို့လေဘက်ကိုပြန်သွားတယ်။